ဒီနေ့မှာတော့အရသာရှိတဲ့လက်လုတ်ခောက်ဆွဲတွေမြည်ဆန်းဖို့ယိုကိုဆူနာမှကြိုဆိုပါတယ်။ရသာရှိမရှိဘယ်လိုသိလဲမေးရင်တော့ဆိုင်ဝင်ချင်းမှာစာကတ်ထားလို့ပါ။ဟောဆိုင်ပြင်စင်ကြည့်ုံနဲ့ဂျပန်မရောက်ဘူးတဲ့လူတော်ဂျပန်ကိုလွမ်းတဲ့စိတ်တွေဖြစ်နိုင်တာဆိုတော့ရသာနဲ့ပတ်သက်ပြီးစိတ်ပူစရာမလိုမှာတော့သိကြပါတယ်။ဂျပန်ဆိုင်တော့ပြောလိုက်ရင်လူတွေကဆူရှီလို့မြင်ကြပါမယ်။ဒီဆိုင်မှာတော့ယာကီတိုရီခါရီဒါမှမဟုတ် stick တွေလည်းစားကျင်နေရပါတော့နော်ဒီနေ့ကတော့ခောက်ဆဲ series ဖြစ်တဲ့အဆက် level ကိုလည်းကြိုက်တယ်လို့ရွေးချယ်လို့ရတဲ့ caramel ကိုပဲရွေးလိုက်ပါတယ်အဆက် level ကတော့ကိုယ့်ဘာကိုတနာတော့အဖြစ် medium ပဲရွေးလိုက်ပါတယ် portion ကတော့မြင်တဲ့အတိုင်းပါပဲသားပြားတွေလည်းတော်တော်ကြီးတယ်နောက်ပြီးခောက်ဆွဲကဆိုင်ရညှိုးထားတဲ့အတိုင်းဆိုင်မှာကိုယ်တိုင်လက်လုတ်ခောက်ဆွဲဖြစ်တဲ့အတွက်တော်တော်နူးညံ့တယ်ပေါ့နော်ပြီးတော့တစ်ခုသိလိုက်ရတာကဂျပန်ရာမန်တွေကအဆက် level ပိုမြင့်နေပိုဆက်တဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ငရုတ်ကောင်းပူတလောက်ပဲရှိတာမို့လို့အရန်လည်းမဆက်တဲ့အတွက်အဆက်စားနိုင်တဲ့လူတွေအတွက်အဆင်ပြေမယ်ထင်တယ်။ဆိုင်ရောက်ရင်မမေ့တင်တာကသူတို့စီမှာလက်လို့ဂျိုးစားရရှိသေးရပါတော့။စာချက်ပြီးတော့ပြောစရာမလိုရတာရှိတယ်ဆိုတာနဲ့တည်းတော်တော်လုံလောက်နေပါပြီ။ Anyway ဂျပန်အစားအစာအစစ်စစ်နဲ့ပတ်သက်ရင်အခုစုနာကိုမမေ့တင်အောင်လို့အရင်ဆုံးတွေးမိပါတယ်